Hello ဒီတစ်ခေါက်ကတော့ဘတ်120တဲ့နဲ့ကချနာဘူရီကိုအသွားအပြင် train tour လေးလိုက်စီးဖြစ်ခဲ့တဲ့အကြောင်းလေးကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်။သူကတော့ဒီကချနာဘူရီကိုနှိမ့်ချင်းပြန်ခရီးကိုထိုင်းဆိုရအစီအစဉ်ပေးထားတာပေါ့နော်။သူကမနက်6နာရီခွဲကနေစထွက်တယ်ပေါ့နော်ဒီဘန်ဆူ Grand Station ရဲ့ရှေ့မှာရှိရဲ့ဘူတာကနေစထွက်တာပါစထွက်ပြီဆိုရင်တော့သူတို့ကအရင်ဆုံးဒီနခွန်ပထုံဘူတာမှာရက်ပြီးတယ်ပေါ့နော်ဒီနားပါဝင်ခြင်းကိုစိတ်ကြိုက်လဲလို့ရတယ်ဒီမှာဆိုရင်မုံစေးတန်းလေးရှိရဲ့ဒီနာမည်ကြီးဖျားရှိရဲ့ပေါ့နော်ဒီဖျားကိုတော့ဖူးခြင်းတယ်ဆိုရင်လည်းရတယ်အချိန်ကတော့သူတို့က45မိနစ်လောက်ပဲပေးနာရပေါ့နော်45မိနစ်အတွင်းတော့ပြန်ရတယ်ပြန်ပြီးသူတို့မိုင်းနဲ့အောက်ခေါ်ပေးရပေါ့ရထားအမိတော့ပြန်ပြေးဖို့လိုတယ်ပြီးရင်နောက်တစ်နေရာကျတော့သူတို့ဒီကွေးမြစ်ဘေးကတရားပေါ့နော်အဲ့ကွေးမြစ်ဘေးကတရားပေါ်မှာရက်တယ်တဲ့ခါကျရင်ဒီမှာမုတ်ဆိုင်တန်းနေရှိရဲပြီးတော့တရားပေါ်ဆင်းပြီးတော့ဒီတရားပေါ်မှာဆင်းပြီးတပုံရိုက်ကြတာရှိရဲပြီးတော့ဒီအောက်ကမုတ်ဆိုင်လေးမှာမုတ်စားကြရှိရဲပေါ့နော်သူကအချိန်တော့တနေရာနဲ့တနေရာတော့အရင်မပြေဘူးဒီမှာဆိုရင်လည်းမိနစ်30ပဲလာတော့မသိဘူးပေါ့နော်အဲ့လောက်ပဲအချိန်ပေးရပြီးရင်တော့တရားပေါ်ပြန်တက်ရရဲပေါ့နော်ပြီးရင်နောက်တစ်နေရာကျတော့သူတို့ကဒီနာမည်ကြီးတဲ့ဒီ Dead Railway ပေါ့နော်မြန်မာလိုဆိုသိမင်းတမန်တရားပေါ့နော်အဲ့ဘောကိုဖြတ်တယ်အဲ့မှာတော့တို့ကပေးမရတော့ပေါ့နော်ပေးမရတော့ဘဲနဲ့ရထားဝါနေပဲဒီ view ကိုကြည့်ရတယ်တစ်ဖက်ကကျတော့ကွေးမြင်းတစ်ဖက်ကကျတော့ကြောက်တောင်လေးရှိရပေါ့နော်အဲ့တရားကကျတော့ဂျပန်ခေတ်လက်ကျန်တရားပေါ့နော် view ကတော့အရန်ကိုလှတယ်အဲ့မှာပြီးရင်တော့နောက်ဆုံးအနေနဲ့ဒီဆိုင်ရုံနိုင်ရေတကောမှာရက်ပေးရပေါ့နော်အမှဆိုတော့တို့ကမနက်7:00နာရီခွဲလောက်ဟိုကနေစထွက်ပြီးတော့လမ်းမှာတော့ရောက်ရက်သွားတယ်ဒီကိုရောက်တော့မနက်7:00နာရီခွဲလောက်ရှိပြီပေါ့နော်ပြီးတော့သူကအဲ့ဒီမှာအချိန်3နာရီလောက်ပေးတယ်3နာရီအတွင်းမှာလူတွေကဒီမှာရေတကုံမှာရေဆော့တယ်ပြီးတော့အဲ့လိုမျိုးဖြာလေးယူလာပြီးတော့အစားတောက်တွေစားရတယ်အေးစစ်စစ်နားရတယ်ပေါ့နော်ဒီမျိုးတော့တော့အမှမိုးရွာနေတော့ပြန်တက်တဲ့ချိန်မှာဒီရေတကုံကအစပိုင်းကတော့ရေနောက်တယ်မိုးရွာပြီးတော့ကျတော့ရေကြီးသွားတော့မပြန်ခင်မှာဝင်ဆော့ခဲ့ကြတယ်ပြီးရင်တော့သူတို့ထွက်တဲ့အချိန်အမီတော့ရေသားပေါ်ပြန်တက်ရတယ်ပေါ့နော်အဲ့ဒါပြီးရင်နောက်ဆုံးအနေနဲ့အပြန်ကြမှာသူတို့ကကချနာဘူရီဘူတာကိုရက်ပေးတာပေါ့နော်အဲ့မှာတော့ဓပုံဆင်းရိုက်ပြီးတော့မုံစားလို့ပဲရတယ်ပြီးရင်တော့ဘန်ကောက်ကိုတန်းပြန်လာပေါ့နော်ဘန်ကောက်ကိုတော့ည9နာရီ10နာရီလောက်တော့ပြန်ရောက်တယ်ရထားစီးပြီးတော့ဒီ view ကြည့်ရတာကြိုက်တဲ့လူတွေဆိုရင်တော့ဒီတစ်လျှောက်လုံးကတော့ view ကြည့်ရတာအရင်ကလှရပေါ့နော်ရထားလက်မှတ်ကတော့သူတို့ရဲ့ဒီ website ကနေပြီးတော့တလားလောက်ကြိုပြီးဝယ်မှာပဲလက်မှတ်ရတတ်တာများတယ် website ကမွေတက်တဲ့လူတွေကတော့ဒီအပြင်မှာပဲ Bansu Station မှာပဲသွားဝယ်လို့ရတယ်ပေါ့နော်ဒါပေမဲ့ကြိုပြီးတော့ဝယ်မှာရမယ်အနားနီးလေးတို့ကခုံမရလေးပဲပေါ့နော်သူ့မှာဆိုရင်ဒီရိုးရိုးတန်း120 Aircon Class ဆိုရင်တော့240ပေးရတယ်အပင်မခံနိုင်တဲ့သူတွေဆိုရင်တော့ဒီ Aircon Class ကိုပဲစီးဖို့အကြံပေးခြင်းနဲ့ရိုးရိုး Class ကကြတော့အသွားအပြန်အောင်ဆိုရင်တော့လူတော်ပင်ပန်းနေပေါ့နော်ဒါပေမဲ့ဈေးကတော့အရင်တက်ပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးကြတဲ့အတွက်လည်းကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော် bye bye